လာကစားပွားမှာပဲရောင်းရဲပြီးငွေရှာရတာခက်တယ်ဆိုတဲ့အတွေ့ကိုအခုချက်ချင်းရက်လိုက်ဒါက Lewis Howes ရဲ့ငွေရှာတော်သူစာအုပ်ထဲကတကယ့်ကိုငွေရေးကြေးရေးလွယ်ကူချောင်းလဲဖို့နှီးစနစ်ပဲပတ်စံကြောင့်အရာရာကရှုပ်ထွေးတယ်လို့ခန်းစားနေရရင်အခုပြောမယ့်အစင်တွေကိုအခုချက်ချင်းကူးချလိုက်နံပါတ်1မင်းရဲ့ငွေကြေးဆိုင်ရာဇာတ်လမ်းကိုပြင်ပါမသိစိတ်ကနေနောက်ပြန်ဆွဲနေတဲ့အတွေ့တွေကိုအသိမှတ်ပြုပြီးသူ့ရဲ့လွှမ်းမိုးမှုတွေကိုစတင်ဖြေလျှော့လိုက်ပါမကြေမနက်ဖြစ်တာကနေတန်မိုးထားတတ်တဲ့စိတ်ကိုပြောင်းလဲဖို့ငွေဝင်လာချိန်နဲ့ငွေထွက်သွားချိန်တိုင်းမှာကျေးဇူးတင်ပါတယ်လို့ပြောပါနံပါတ်2ငွေကြေးကိုပိုကြီးမားတဲ့အတိတ်ပဲရှိတဲ့သမိုင်းပေးတာဝန်တစ်ခုနဲ့ချိတ်ဆက်ပါပတ်စံတွေအများကြီးလိုချင်တဲ့ဆိုတော့မရေရတဲ့ဆန္ဒတွေကိုရှောင်လိုက်ပါပန်းနိုင်အကြီးကြီးတွေကိုတစ်လတစ်ပတ်တစ်ရက်ဘယ်လောက်လိုအပ်မလဲဆိုတာကိုတင်ချာနေရအသေးလေးတွေအဖြစ်ခွဲခြမ်းစိတ်ဖြာပါနံပါတ်3ကိုယ့်ရဲ့ထူးခြားတဲ့တန်ဖိုးကိုအသုံးချပြီးဝင်ငွေရှာတဲ့အကျင့်လုပ်ပါမလိုအပ်ပဲရှော့ပေးနေတာတွေကိုရပ်တန့်ပြီးထိုက်တန်တဲ့အခကြေးငွေကိုဆွဲဆောင်နိုင်တဲ့ယုံကြည်မှုကိုပြသပါငွေရေးကြေးရေးအသိပညာကိုတသက်တာလုံးစင်စက်မပြတ်လေ့လာပါမင်းဒါကိုမေ့သွားလိမ့်မယ်အခုချက်ချင်း save လုပ်ထားပြီးရင်တွားလို့တော့